Hi မျက်နှာက glow ဖြစ်ချင်တာလား skin care မဟုတ်ဘူးမင်းစိတ်ထဲကတွေးတွေကမင်းမျက်နှာကိုဖျက်နေရပါလူတော်တော်များများက glow ဖြစ်ဖို့ skin care တွေတုံးကြပါတယ်ဒါပေမဲ့မင်းစိတ်ပင်ပန်းနေတဲ့နေ့တွေမှာမျက်နှာကထိုးဖြစ်နေရကိုမြင်ဘူးလား psychology အရမင်း stress ဖြစ်နေတဲ့အခါမှာ hormone တစ်ခုဖြစ်တဲ့ cortisol တက်လာပြီးဒါကမင်းရဲ့ skin ကို damage လုပ်နေရပါလူတယောက်ရှိရဲ့ skin care အကုန်သုံးနေဒါပေမဲ့ glow မဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့သူ့စိတ်ကမနေ့ကအကြောင်းတွေကိုပဲပြန်စဉ်းစားနေပြီလို့ပါ။ glow ဖြစ်ချင်တယ်ဆိုရင်မျက်နှာကိုမပြင်ခင်မှာစိတ်ကိုပြင်ထားမှာပါ။ Step 1ကတော့ sleep age ပါအေးover 8ပါ။နံပါတ်2ကတော့ step over taking ပါ။ဒီဆိုတာကတကယ်ဖြစ်မဲ့အရာကိုမဟုတ်ပဲမင်းကောင်းထဲမှာပဲပန်တီးနေတဲ့အရာတစ်ခုပါ။နံပါတ်3အနေနဲ့ကတော့ be calm and confident ပါ။ဒီလေးက confidence ဆိုတာကစိတ်တည်ငြိမ်မှုစိတ်ကိုတည်ငြိမ်အောင်ထင်ပြီးကိုယုံကြည်မှုရှိစွာပြုလုပ်တာပါ glow ဆိုတာက skin care မဟုတ်ပါ glow ဆိုတာက mindset ပါမင်းစိတ်ပြောင်းတာနဲ့မင်းမျက်နှာလည်းပြောင်းမယ်ဆိုတော့ကိုမင်းသိမှာပါတမနစ်စာဗီဒီယိုဆိုပေမဲ့တိကျအများကြီးကိုကြိုးရှိမယ်လို့ပြောလိုက်ပါတယ်ကျွန်တော်ဗီဒီယိုအားလုံးကြည့်ပြတဲ့ကောအားလုံးကိုကျေးဇူးတင်ပါတယ်